အားလုံးမင်္ဂလာပါဒီနေ့မှာကျွန်တော်ကဒီကာလအပိုင်းအခြားတွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ကာလအပိုင်းအခြားတွေအကြောင်းကိုပြောခင်မှာကျွန်တော်မြန်မာစကားကိုမြန်မာစာကိုကျွန်တော်အရင်ဆုံးသွားကြည့်အောင်ကျွန်တော်မြန်မာဘာသာစကားကျွန်တော်ရဲ့ဘာသာစကားမှာဆိုရင်အတိတ်ရှိတယ်လက်ရှိရှိတယ်အနာဂတ်ရှိတယ်ဒါတွေကတော့ကျွန်တော်ပြောပြကြမလို့တော့နော်ဒီအတိတ်တွေလက်ရှိအနာဂတ်တွေတော့ကျွန်တော်မြန်မာစကားဆိုရင်သိပြီလားကဲအဲ့ဒါဆိုရင်ကျွန်တော်ဒီကျွန်တော်စကားမှာဆိုရင်အတိတ်တွေလက်ရှိအနာဂတ်တွေကိုဘယ်စာကြောင်းစကားတစ်ခုပြောလိုက်တယ်စာကြောင်းတစ်ကြောင်းရေးလိုက်တယ်ဆိုရင်ကျွန်တော်ဘယ်စကားလုံးတွေကြည့်ပြီးတော့မှဒီပြောလိုက်တဲ့စကားကလက်ရှိကြောင်းပြောနေတာလားအနာဂတ်ကြောင်းပြောနေတာလားအတိတ်ကြောင်းပြောနေတာကျွန်တော်ဘယ်လိုခွဲခြားကြလဲအဲ့ဒါချက်စဉ်းစားကြည့်နော်ဘယ်လိုခွဲခြားကြလဲအဲ့ဆိုဥပမာကျွန်တော်အတိတ်ကြောင်းပြောမယ်ဟိုကျွန်တော်စာကြောင်းတစ်ခုပြောလိုက်ပါနော်ထမင်းစားခဲ့တယ်ဒီဟာဆိုကျွန်တော်ဘယ်ကြောင်းပြောလဲအတိတ်ကဟုတ်တယ်နော်ထမင်းစားခဲ့တယ်ဆိုတဲ့အတိတ်ဟောဆိုရင်ရုပ်ရှင်သွားကြည့်မယ်အဲ့တော့ကျွန်တော်အချိန်ကာလမပါဘူးနော်ဒါပေမဲ့ရုပ်ရှင်သွားကြည့်မယ်အဲ့လိုပဲပြောလိုက်တယ်ဒါဆိုရင်ကျွန်တော်ဘယ်ကြောင်းပြောလိုက်တာလဲရုပ်ရှင်သွားကြည့်မယ်အဲ့ဒါပါလဲအနာဂတ်ဟုတ်တယ်မရုပ်ရှင်သွားကြည့်မယ်အဲ့လိုမျိုးကူတော့မရောက်သေးဒါပေမဲ့နောက်သွားကြည့်မယ်တရားဆိုအနာဂတ်ကြောင်းပြောဟောဆိုရင်ကျွန်တော်ထမင်းစားနေတယ်ဒီဟာဆိုရင်ကျွန်တော်ဘယ်ကာလကြောင်းပြောထမင်းစားနေတယ်ဒါဆိုရင်ပါလေလက်ရှိကာလဟုတ်ပြီနော်အဲ့ဆိုကျွန်တော်အဲ့မှာမြန်မာစကားမှာဒီလိုကျွန်တော်ပြောလိုက်တဲ့စာကြောင်းတွေကိုဒီစကားတွေကျွန်တော်ဘယ်ပေါ်မှာမူတည်ပြီးတော့မှကာလတွေခွဲခြားလဲကျွန်တော်မြန်မာစာမှာဆိုရင်ကရိယာပေါ်မှာရှိတယ်နောက်ဆုံးမှာရှိဟုတ်တယ်မဟုတ်ဆိုထမင်းစားခဲ့တယ်အဲ့မှာဆိုရင်စားခဲ့တယ်ဒီဟာပေါ်ကြည့်ပြီးတော့မှကျွန်တော်ဒါအတိတ်လားအနာဂတ်လားပြစ္ဆုတ်ပံလားလို့ခွဲခြားငါရုပ်ရှင်သွားကြည့်မယ်ကြည့်မယ်ဆိုတဲ့ဟာဒီမယ်ဆိုတဲ့စကားလုံးဒီဟာကိုကြည့်လိုက်ဆိုဒါဘာကြောင်းပြောရလဲအနာဂတ်ဟုတ်လားပြင်လက်ရှိဆိုရင်ထမင်းစားနေတယ်နေတယ်အခုလုံနေတယ်ဒီဟာပြောစင်တာပါလေလက်ရှိဒီလိုမျိုးကျွန်တော်တို့ကခွဲခြားလို့ရတယ်ဘယ်မှာမတည်တော့နောက်ဆုံးမှရှိတယ်ကရိယာရဲ့အသုံးအနှုန်းပေါ်မူတည်တော့မှကျွန်တော်ခွဲခြားလို့ရတယ်ဟုတ်လားဒါကြောင့်မြန်မာတရားအခြေခံအဖြစ်အဲ့ဆိုရင်ကျွန်တော်အင်္ဂလိပ်တရားမှာလည်းအဲ့လိုပဲအင်္ဂလိပ်တရားမှာလည်းကျွန်တော်မြန်မာမှာတော့ကျွန်တော်ကကရိယာလို့အင်္ဂလိပ်မှာဆိုကျွန်တော်ဘာလို့ခေါ်လဲ verb လို့ခေါ်တာဟုတ်ပြီနော် verb အဲ့ကျွန်တော်ဒီအင်္ဂလိပ်တရားမှာလည်းအင်္ဂလိပ်စာလည်းဒီလိုပဲကျွန်တော်ဒီ verb ပေါ်မူတည်ပြီးတော့မှဒီစာကြောင်းကလက်ရှိကြောင်းပြောတာလားအတိတ်ကြောင်းပြောတာလားအနာဂတ်ကြောင်းပြောတာဆိုကျွန်တော်ကခွဲခြားကြတာဟုတ်လားအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်အင်္ဂလိပ်လိုဆိုရင်ကျွန်တော်အတိတ်ကိုဆိုရင်ပါလေအင်္ဂလိပ်မှာဆိုရင် past ဟုတ်လားလက်ရှိဆိုရင် present အနာဂတ်ဆိုရင် future ဟုတ်လားအကျွန်တော်ကြားဥမှာအများထပ်ဆက်နေပြီဆိုတာဒီအတိတ်ကာလပြစ္ဆုတ်ပံကာလ present future ဒီဟာတွေပေါ်မူတည်ပြီးတော့မှဒီခေါင်းစဉ်တွေအောက်မှာနောက်တဲ့ထပ်ဆက်တွေပေါင်းပြီးတော့မှထပ်ဆက်နေပြီဆိုတာဖြစ်လာကျွန်တော်မြန်မာစာကဲ့သို့ပဲအင်္ဂလိပ်စာအဲ့လိုပဲအဲ့တော့ကျွန်တော်ဒီအကာလတွေဘယ်မှာမူတည်တော့ခွဲရတယ် verb ပေါ်မှာမူတည်ပြီးခွဲတာဟုတ်လားအဲ့ verb ပေါ်မှာမူတည်ခွဲဆိုကျွန်တော် present လက်ရှိကာလဆိုရင်ကျွန်တော်စားတယ်ဟုတ်လားစားနေတယ်ဒီလိုမျိုးဆိုရင်လက်ရှိကာလမှာဒီ verb ကသုံးတဲ့ verb ကဘာ verb လဲ verb 1ဒီလိုပဲကျွန်တော်မှတ်ကြအောင်နော် verb 1ကဲဆိုရင်အတိတ်ကာလအတွက်ဆိုရင်အင်္ဂလိပ်စာမှာဆိုရင် verb ကကျွန်တော်ဆိုရင်တော့ခဲ့တယ်ဆိုရပါဘောဒီမှာအင်္ဂလိပ်စာမှာကြတော့အတိတ်ကာလအတွက်သုံးတယ်ဆိုရင် verb do ဟုတ်လားဟုတ် verb do ဖြစ်သွားကဲအဲ့ဒါဆိုရင်နောက်တဲ့အနာဂတ်ကာလဆိုရင်တော့ကျွန်တော်တို့ကခုန verb နဲ့ပဲမရတော့ဘူးကျွန်တော် model verb ဖြစ်တဲ့can wear share ဟဲ့လားဒီဟာတွေခေါ်ပြီးတော့မှ sorry wear ကိုခေါ်ပြီးတော့မှဗာလဲ wear plus verb 0ပေါ့ဒီလိုရမျိုးနဲ့ကျွန်တော်သုံးရဟုတ်လားအဲ့ဆိုကျွန်တော်တို့ကစာကြောင်းမှာအခြေခံအဖြစ်ကျွန်တော်ကြည့်လိုက်ပြီဆိုရင်ဒီစာကြောင်းကဘယ် tense လဲဆိုတာကျွန်တော်ကဒီ verb တွေကိုမူတည်ပြီးတော့ကျွန်တော်ကြည့်လိုက် verb က verb 1လားverb 1ဆိုတော့ဒါ present tense ပဲဟုတ်လားဒါနောက်တဲ့ verb 2လား verb 2ဆိုတော့ဒါဘာ tense လဲpast tense ပဲဟုတ်လား wear plus ဒါမှမဟုတ် wear နောက်မှာတစ်ခုခုverb 0ပဲverb 0 verb တစ်ခုအဲ့လိုမျိုး wear plus verb 0လာပြီဆိုရင်ဒါပါလေfuture tense ဒါကျွန်တော်တို့ဒီ
fat ပုံမူတည်ပြီးတော့မှဒီစာကြောင်းကဘာကာလကိုပြောချင်တယ်ဆိုတော့ကျွန်တော်ခွဲခြားလို့ရတယ်ဟုတ်နော်အဲဆိုရင်ခုကာလတွေခွဲခြားတဲ့ဘက်တော့နားလည်ပါမယ်လို့ကျွန်တော်ပြောလင်းပါတယ်နောက်နေ့မှာဆိုရင်ဒီ var 1တွေ var 2တွေ var plus var 0ဆိုတာဒီဟာတွေကျွန်တော်ထပ်ပြီးတော့အသေးစိတ်ပြောပြပေးပါမယ်အားလုံးဒီနေ့ရောက်ဒီလောက်ပါပဲတကယ်လို့ကျွန်တော်မေးချင်တာရှိရဆိုလဲ comment မှာဝင်ပြီးတော့ရေးထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်